ဓမ္မမိတ်ဆွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးအတွက်ဒီကနေ့မှာပြောပြတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အေကားမဟာတက်တံမှာဇောတိကတစားထိချိုင်းမြို့တေတော်ဆရာတော်ဘုရားကြီးရဲ့ယနေ့ဗုဒ္ဓဝါဒဆိုင်ရာအမေးဖြေများအတွဲတစ်ထဲမှာခန္ဓာဘုရားနှင့်ဉာဏ်ဘုရားဆိုတဲ့အကြောင်းနဲ့ဘုရားရေးထုံးဆိုတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ခန္ဓာဘုရားနှင့်ဉာဏ်ဘုရားဖျားလို့ပြောနေကြပါတယ်တဲ့။အဲ့ဒီဖျားဆိုတာတပိညုတဉာဏ်တော်ကိုပြောတာလား။ဉာဏ်တော်ရဲ့တရားခန္ဓာတော်ကိုပြောတာလားတဲ့။ကိုတော်ရဲ့ပြဿနာရှေးရဖြစ်ပြီးသားပြဿနာပဲ။ပြဿနာဟောင်းကြီးကိုရေနူးဖို့မလိုဘူးထင်ရဲ့ကောကွ။မှန်မှသာသနာတော်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကာလကစတင်လာတာဖြစ်လို့သာသနာတော်ရဲ့ပြဿနာမှန်ရင်ပြဿနာသိရလို့ရှိမှာမဟုတ်ပါဘူး။ပြဿနာဟောင်းနေကြီးပဲနေမှာပါပဲ။ဒါပေမဲ့အဟောင်းကအသစ်ဖြစ်အသစ်ကအဟောင်းဖြစ်ဆိုတာလို့ရှေးရအဟောင်းနေရလဲအခုလိုပြန်ပြီးအသစ်လိုအငင်းခုန်ဖြစ်နေကြတယ်ဖေရ။ဒါကြောင့်ရှေးဟောင်းပြဿနာကိုလဲခေတ်လူတွေနားရှင်းသွားအောင်ထပ်ပြီးရှင်းပြစေခြင်းမသေးတယ်စီရတော့1988ခုနှစ်ကတပည့်တော်ရဲ့ရေးဘတ်တူဖြစ်တဲ့ပသိကြီးအရှင်အရိယဝင်းသားကတပိညုတဉာဏ်တော်အမည်နဲ့စာတအုပ်ထုတ်ဝေခဲ့ပါတယ်။သူ့စာအုပ်ထဲမှာဉာဏ်တော်ဖေရခန္ဓာတော်ဘုရားနဲ့ဆက်တဲ့စကားရက်တွေကိုစာမျက်နှာ69ကကြီး108အထိရေးသားထားပါတယ်။ပကိဏကဝိသစ္စနာကျမ်းပါစောက်49နဲ့229တို့မှာလည်းလုံးတော်ဆရာတော်ဘုရားဖြည့်ကြားထားတော်မူပါတယ်။တထုလာဝိသောတဏိကျမ်းဆိုတာကလည်းဉာဏ်တော်ဘုရားခန္ဓာတော်ဘုရားနဲ့ဆက်ပြီးရေးသားဖွင့်ဆိုထားတဲ့စာအုပ်ပါပဲ။ကျမ်းလာစကားအကျယ်ကိုတော့အရီစာအုပ်စာတမ်းတွေမှာကြည်ပေါ်ကွဒီမှာတော့အရက်စကားနဲ့ပင်အဖြေပေးကြပါစို့တပည့်ရော်လည်းအရက်စကားဖြေကိုပဲနာကျင်ပါတယ်ဖေရအေးနာကျင်ရင်ဖះရှင်ရဲ့ခန္ဓာတော်ကိုဥစွာစစ်ဆေးကြည့်ပါအောင်စို့ဖះရှင်ရဲ့ခန္ဓာတော်နဲ့ပဂတိလူသားတို့ရဲ့ခန္ဓာကိုယ်ဟာဘာခြားနာတယ်လဲအရှင်ဘုရားသဘောကျတယ်လို့ဖြည့်စေခြင်းပါတယ်ဖះရှင်လည်းခန္ဓာ၅ပါးပဂတိလူသားတွေလည်းခန္ဓာ၅ပါးမှုမခြားနာဘူးလို့ပဲဖြေရမှာပါပဲဖေရဟုတ်တာပေါ့ကွဖះရှင်နဲ့လူသားဆက်တူမှုသပင်အမွေလက်သေးခြေတန်းစားတဲ့32ပါးသောအစုအဝေးပဲပဂတိလူသားဆိုတာနဲ့32ပါးသောကောထာတာအစုဝေးကြီးမှုဖះရှင်ခန္ဓာနဲ့ပဂတိလူသားခန္ဓာဟာအတူတူပဲပေါ့ဒီလိုခန္ဓာချင်းတူပါလျက်ဖះရှင်ရဲ့လို့ထူးခြားသွားရခြင်းဟာဘာကြောင့်လို့ထင်တယ်လဲကွဖះရှင်ရဲ့လို့ထူးခြားသွားရခြင်းကတော့တပိညုတဉာဏ်တော်တည်တော်မူတဲ့အတွက်ကြောင့်မောဖះဟုတ်တယ်တပိညုတဉာဏ်တော်ကိုရမှဖះရှင်ကဗုဒ္ဓလို့ဝန်ခံတော်မူတာပဲတပိညုတဉာဏ်တော်ကိုမရမီကဗုဒ္ဓမဟုတ်သေးဘူးဒီစကားရက်ကိုထောက်ချင်းကြည့်ရင်ဗုဒ္ဓဖះဆိုတာတပိညုတဉာဏ်တော်အပေါ်မှာတည်နေတယ်ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တပိညုတဉာဏ်တော်ကိုသာရမယ်ဆိုရင်ဗုဒ္ဓဖះလို့ခေါ်ရမှာပဲဟုတ်တယ်မဟုတ်လားကွဟုတ်ပါတယ်ဖះဒီလိုဆိုတော့ခန္ဓာကိုယ်ကဗုဒ္ဓဖះမဟုတ်ဘူးဉာဏ်တော်တည်တာဗုဒ္ဓဖះလို့ဆိုသိနေတာပေါ့ကွဒါကြောင့်ပကိဏကဝိသစ္စနာကျမ်းပါစောက်49မှာတပိညုတဉာဏ်တော်တည်တာတည်ခြင်းကိစ္စဘုဇနာတတ္တိကိုပြီးစေတတ်တာကြောင့်မုတ်ချဖျားမှတ်ရာဤလို့အဖြေပေးထားတယ်။သို့တော်လည်းတပိညုတဉာဏ်တော်ကတီးခြားတည်နေရမဟုတ်ဘူး။ခန္ဓာတော်ကိုမှီပြီးတည်နေတယ်။မှီပြီးတည်နေတာက1ကော်ပြေးကတ်ထားသလိုတည်နေတဲ့ဩဘာတိလေတိကတည်နေခြင်းမျိုးမဟုတ်ဘူး။2အရာမြဖြစ်၍တည်ရဲ့ဝေသားကြီးကတည်နေခြင်းလည်းမဟုတ်ဘူး။3အနီးကပ်တည်နေတဲ့တာမီပိယတည်နေမျိုးလည်းမဟုတ်ဘူး။4ခန္ဓာတော်အလုံးမှုန်းထုံပြီးတည်နေတဲ့ဗျာပိကတည်နေမျိုးဖြစ်ပါတယ်။ဒီနေရာမှာဇောတကားဝင်စရာရှိနေလို့နည်းနည်းစာစကားပြောလိုက်ရအောင်မယ်။တပိညုတဉာဏ်တော်ဆိုတာအဘိဓမ္မာနီးအရာတော့အာမောဟလို့ခေါ်တဲ့ပညာစေတသိက်ပါပဲ။ဒီပညာစေတသိက်ကဘယ်မှာတည်တယ်လဲဆိုတော့မဟာကရိယာညာနာတမယုတ်စိတ်မှာတည်နေတယ်။မဟာကရိယာညာနာတမယုတ်စိတ်ကဘယ်မှာတည်နေတယ်လဲဆိုတော့နှလုံးမှာတည်နေတယ်။နှလုံးကဘယ်မှာတည်နေတယ်လဲဆိုတော့ခန္ဓာကိုယ်မှာတည်နေတယ်။ဒီလိုအစဉ်စဉ်တည်နေတာကိုထောက်ပြီးတပိညုတဉာဏ်တော်ဟာခန္ဓာတော်အလုံးမှုန်းထုံပြီးတည်နေတယ်လို့ဆိုရတယ်။လောကဥပမာအားဖြင့်အမွေးအထုံကိုအလိုရှိရဲ့သူဟာအမွေးအထုံတို့ရဲ့တိယနတ္တသားကိုစောင့်ယူကြတယ်။တကယ်လိုချင်တာအသားမဟုတ်ဘူး။အဲ့ဒီအသားမှာတည်နေတဲ့အမွေးအထုံပဲ။ဒါပေမဲ့အမွေးအထုံကိုတီးခြားထုတ်ယူလို့မရဘူး။ဒီတော့အမွေးအထုံအလိုရှိရဲ့သူဟာ
အမွေအထုံတို့ရဲ့တီယာနတ်သားသားကိုစောင့်ယူကြရတာပေါ့ဒီသဘောတိုင်းပါပဲတပိညုတညံဟာမုတ်ချအဖြစ်ဖျားလို့ဆိုရတော့လေညံတော်ကိုကြည့်တီးတန်းထုတ်ယူလို့မရအောင်ဒါကြောင့်ညံတော်ရဲ့တီယာခန္ဓာတော်ကိုပါဖျားအဖြစ်ကောက်ယူရတယ်ဒီစကရက်ကိုလေဒီဆရာတော်ဖျားရဲ့သာသနာဝိတော်တဏီကျမ်းကဘလို့ဖွင့်ပြထားတယ်လဲဆိုတော့ဗုဒ္ဓဖျားဟူရာ၌ဘုဒ္ဓတက်နဲ့တပစ္စည်းဆက်၍ဗုဒ္ဓလို့ဖြစ်လာတယ်ဘုဒ္ဓတက်မှာတပိညုတညံတော်ကိုကောက်ရတယ်တပစ္စည်းမှာခန္ဓာတော်နဲ့တကွတဒံတော်ပြည့်ညတ်ကိုကောက်ရတယ်တဒမှာဘုဒ္ဓနဲ့တပေါင်းပြီးမှဗုဒ္ဓဖြစ်လာတယ်အနက်မှာလည်းတပိညုတညံတော်နဲ့ခန္ဓာတော်ဒရနှစ်ပါးဆက်မှဖျားဖြစ်လေရဲ့လို့ဆိုပြထားတယ်ကွဒါကြောင့်ဖျားဆိုတာဗုဒ္ဓတပိညုတညာနဲ့ဂါရမြဟုသာထောက်ပြီးတပိညုတညံတော်သည်သာဖျားဖြစ်တယ်ခန္ဓာတော်ဟာဖျားမဟုတ်ဘူးလို့မဆိုကောင်းဘူးဒီလိုဆိုခဲ့ရင်ဖျားရှင်ရဲ့ခန္ဓာတော်ကိုသွေးစိတ်တက်ရောက်ပြူတဲ့ဒီဝတ္တဟာအနန္တရိယကံကြီးထိုက်ဖို့မရှိဘူးဖျားရှင်ရဲ့ခန္ဓာတော်ဓာတ်တော်မွေတော်ဇေရီတော်တွေပူဇော်တာလည်းအကျိုးမရှိဘူးဖျားရှင်စံတော်နဲ့မြင်မိဘာတူးတယ်လဲလို့အဆိုမှားသွားလိမ့်မယ်အမှန်ကတော့ဉာဏ်တော်လည်းဖျားပဲခန္ဓာတော်လည်းဖျားပဲခန္ဓာနဲ့ဉာဏ်တော်နှစ်ပါးဆက်နေရလဲဖျားပဲဖျားရှင်ခွင့်ပြုတော်မူထားတဲ့ဓာတုဇေဒီဓမ္မဇေဒီဥဒိဋ္ဌဇေဒီပရိဘောဂဇေဒီတော်များလည်းပဲဖျားပဲမိမိတို့စိတ်ကဖျားပဲလို့ယုံကြည်ပူဇော်ခဲ့ရင်ကောင်းကျိုးကိုရတာပဲပြစ်မှားရင်လည်းဆိုးကျိုးကိုရတာပဲဒီအကြောင်းကိုဝိမာနာဝိတုပါဠိတော်မှာတိဋ္ဌံတေနေဗုတေစာပိတမေစိန်တေတမန်ဖလံစေတောပဏိတိဟေတုဟိတတ္တာကိသန္တိသူကတံလို့ပြထားတဲ့အရိကထာရဲ့အနက်တိပဲကဘလို့လဲတဲ့ဖေရအနက်ကတော့ဒီလိုကွတိဋ္ဌံတေစာတတ်တော်ထင်ရှားမြတ်စွာဘုရားကို၎င်းနေဗုတေစာပရိနိဗ္ဗာန်ဝင်ဆံကြွသွားမြတ်စွာဘုရားဤလေးပါးသောဇေဒီတော်၌တော်၎င်းစိန်တေကြည်ညိုသောစိတ်သည်တမေတူမြခဲ့လျင်တမန်ဖလံအကျိုးချင်းလဲတူမြလေ၏ကံမှာအဘဲကြောင့်နေဟုမူကားတတ္တာတတဝါတို့သည်စေတောပဏိတိဟေတုစိတ်ထားကောင်းသောကြောင့်သူကတိဘဝသို့ဂစ္ဆန္တိလာကြရကုန်လေ၏ရဲ့အတိပ္ပယ်ကတော့တတဝါတွေဘာကြောင့်သူကတိဘဝရောက်တာလဲဆိုရင်စိတ်ထားကောင်းလို့ရောက်တာလေကွတို့အတူတတဝါတွေဘာကြောင့်ဒုက္ခတိဘဝရောက်တာလဲဆိုရင်အဖြစ်ရတော့စိတ်ထားမကောင်းတဲ့အတွက်ကြောင့်လို့ဖြေရမှာပဲတဲ့ဒါကြောင့်တတဝါတယောက်ကောင်းရာရောက်ခြင်းမကောင်းရာရောက်ခြင်းတွေကဘယ်သူမှဆွဲဖို့လို့မဟုတ်ဘူးစိတ်တေနနိယတေလောကောဆိုတဲ့အတိုင်းကိုယ်စိတ်ကဆွဲဖို့လို့ရောက်ရတာပဲလို့မှတ်ရမယ်တဲ့ယခုအရေးမှာလဲဖျားရှင်ရဲ့ခန္ဓာတော်နဲ့ခန္ဓာတော်အစိတ်ပိုင်းဖြစ်တဲ့ဓာတ်တော်မွေတော်ဇေဒီတော်ရုပ်ပွားတော်များပေါ်မှာဖျားရှင်နဲ့ဓာတ်တူအာယုံယူနိုင်ရင်ယူနိုင်သလောက်ကုသိုလ်တရားတိုးပွားနိုင်ပါတယ်ဒီခန္ဓာတော်ဇေဒီတော်ရုပ်ပွားတော်ဓာတ်တော်မွေတော်စံတော်အန်တော်တွေအတွင်းမှာတပိညုတဉာဏ်မရှိဘူးတပိညုတဉာဏ်တော်မရှိလို့ဖျားမဟုတ်ဘူးသာသနာတော်ရဲ့အမိုက်တရိုက်တွေသာဖြစ်တယ်ဒါကြောင့်ဒါတွေကိုမကိုးကွယ်နိုင်ဘူးမပူဇော်နိုင်ဘူးဆိုရင်လေသူ့ရဲ့စိတ်ဓာတ်အတိုင်းခန္ဓာတော်ဇေဒီတော်ရုပ်ပွားတော်တွေကိုအမိပြုပြီးသူ့တံမှာကုသိုလ်တရားမတိုးပွားတော့တာပေါ့ဒီဟာတစ်စင်းတက်ပြီးဖြက်စီးပြစ်မယ်ဆိုရင်လေစိတ်သားချသူ့မှာအနန္တရိယကံကြီးလောက်ကြီးမားတဲ့အာဟုသောကံကြီးဖြစ်ပြီးမသိမီဘဝမှာပင်အသေးရပြတ်ခြင်းစီးစိမ်ပြတ်ခြင်းကျမ်းမာရေးပြတ်ခြင်းစားတဲ့ဘေးဒဏ်တွေထိပြီးတေပြီးရဲ့နောက်လေဒေဝတက်တို့လိုအဝီစီနေရဲ့ကိုရောက်တတ်တယ်ကွဒါကြောင့်ညံဖျားခန္ဓာဖျားရဲ့လို့ညံကြီးရှင်လုပ်ပြီးခွဲဝေမနေခြင်းမနဲ့ဖျားရှင်လက်ထက်ကစပြီးကိုးကွယ်လာယူအတိုင်းညံတော်ကိုရောခန္ဓာတော်ကိုရောညံနဲ့ခန္ဓာတော်နှစ်ပါးဆက်နေရဲ့တတ်တော်တင်ရှားဖျားရှင်ကိုရောဖျားရှင်ကိုရောစာဓာတ်တော်မူတော်ရုပ်ပွားတော်ဇေဒီတော်များကိုရောဖျားရှင်အစင်းနဲ့မချတရားတရားထားပြီးကိုးကွယ်နိုင်ခြင်းပူဇော်နိုင်ခြင်းကအကောင်းဆုံးပဲလို့အပြည့်ပေးလိုက်ချင်ပါတယ်ကွဆရာတော်ရဲ့ဖြေကိုတပည့်တော်သဘောကျပါတယ်ဒါပေမဲ့ဖြည့်ဆွတ်ဖို့အနည်းငယ်လိုသေးရဲ့လို့ထင်ပါတယ်ဖေရဘာတွေများလိုရဲ့လို့ထင်တယ်လဲကွတခြားမဟုတ်ပါဘူးဖေရဆရာတော်ကတပိညုတဉာဏ်တော်ပင်မရှိတော့လဲဉာဏ်တော်တည်နေဘူးတဲ့ဓာတ်တော်တို့ဇေဒီတော်တို့ကိုပူဇော်လျင်ကောင်းကျိုးရမယ်ပြစ်မှားရင်မကောင်းကျိုးဖြစ်မယ်လို့မိန့်သွားပါတယ်ဒီလိုမိတ်ဆိုချက်ကချိန်ချောက်တဲ့သဘောလားတ
ကယ်ဖြစ်နိုင်သလားဆိုတာအများတန်တရားရှိဖို့ဖြစ်ပါတယ်။ဒါကြောင့်အများတန်တရားကင်းသွားအောင်ကျမ်းနာတာတကထုတ်ပြနိုင်ရင်ပိုကောင်းမှာပဲလို့တပည့်တော်ထင်ပါတယ်ဖေ။ကျမ်းနာတာတကထုတ်ပြရမယ်ဆိုရင်ပေတာဝိတ္ထုအထာကထာ196 190မှာဒီလိုမိတ်ဆိုထားတယ်ကွ။မိန့်တော်မူပါဖေ။ဖျားရှင်ပြိဋိဘံစံတော်မူပြီးနောက်ရာဇကြိုပြည့်ရှင်အဇာတသက်မင်းကြီးကမိမိတိုင်းပြည်အတွက်ဝေစုရတဲ့ဓာတ်တော်များကိုပြင်ယူပြီး9 နှစ် 9 လ 9 ရက်ပတ်လုံးဓာတ်တော်ပူဇော်ပွဲကြီးကျင်းပတဲ့အဲဒီဓာတ်တော်များကိုကြည်ညိုစိတ်နဲ့ပူဇော်ကြလို့များစွာသောလူတွေကကွယ်လွန်တော့နတ်ပြည်မှာဖြစ်ကြတဲ့84,000များလောက်သောပုဂ္ဂိုလ်များကတော့တရားတရားမရှိဓာတ်တော်များကိုပြင်မာကြတဲ့အတွက်ကွယ်လွန်တဲ့အခါပိတ်တာဖြစ်တယ်လို့ပြဆိုထားတဲ့ဒါကြောင့်ဓာတ်တော်မွေတော်စေတီတော်ရုပ်ပွားတော်များကိုယုံကြည်ရဲ့တရားတရားနဲ့ပူဇော်ရင်အကျိုးရှိရဲ့မယုံကြည်လို့ပြင်မာရင်အကျိုးရောက်တယ်လို့ဆိုခဲ့ခြင်းဖြစ်တယ်ကွ။မှန်မှဒီလောက်ဆိုရင်ဒီပြဿနာပြေတန်လောက်ပါပြီ။သာဓုပါဖယားသာဓုသာဓုဖယားရေထုံညံတော်ဖယားနဲ့ခန္ဓာတော်ဖယားကိုရှင်းလင်းပြီးနောက်ဆက်လက်ဖြည့်ရှင်းရမယ့်ပြဿနာဖားများတော့ကွ။ဆက်လက်ဖြည့်ရှင်းရမှာကတော့ဖယားပြဿနာပါဖယားဘလို့ဖယားပြဿနာတော့ကွစိုးစမ်းပါအောင်ကြည်တောင်စုမြန်မာနိုင်ငံတော်တဝမ်းမှာဖျားဆိုတဲ့တပ်ပုတ်အရေးသားဟာ3မျိုးတွေ့ရပါတယ်ဖျားဘလို့3မျိုးများလဲတချို့ကဖျားလို့ဘာကုတ်တစ်ချောင်းငင်နဲ့ရေးပါတယ်တချို့ကဖျားလို့ဘာလက်ချိုက်တစ်ချောင်းငင်နဲ့ရေးပါတယ်တချို့ကဖျားလို့တစ်ချောင်းငင်မပါပဲဘာလက်ချိုက်နဲ့ရေးကြပါတယ်ဒီရေးနည်း3မျိုးအနက်ဘယ်ရေးနည်းကအမှန်ဖြစ်မလဲလို့သိချင်ပါတယ်ဖျားတပ်ပုတ်တပ်ထုံးဆိုတာခေရည်စည်းကြောင်းအားလျော်စွာရေးသွားကြတာပဲအမှန်ဆုံးဖြစ်ဖို့ခက်ခဲတယ်ဒီတရားကဘာအနက်ကိုဟောတယ်လို့သိရင်ကိစ္စပြီးရပဲပေါ့ဒီနေရာမှာတတိမူစရာကကင်္ခာဝိတရဏီအထကထာပထမပါရာဇိကအဖွင့်ရဲ့အဆုံးမှာကျမ်းပြုစရာအရှင်မဟာဗုဒ္ဓဂေါတာကဆုံးမစကားလေးတစ်ခုဂါထာဖွဲ့ပြီးထုတ်ပြထားတယ်အထံဟိနာတောတရဏံအဝေါစာနပြစ္ဆနံလောကဟိတောမဟေတိတတ္တမအကတဝရတိမက္ခရေတုအထေနိဝေတိယမတိမာလောကဟိတောလောကဤအစည်းအဝါဖြစ်တော်မူသောမဟေတိမြတ်သောကျေးဇူးကိုရှာမီးလေးရှိတော်မူသောနာထောမြတ်စွာဘုရားသည်အထံဟိအနံအတိဘယ်ကိုသာလျင်တရဏံကိုးကွယ်ရာဤအဝေါစဟောတော်မူပြီးပြစ္ဆနံအခရာအရေးသားကိုတရဏံကိုးကွယ်ရာဟု၍နအဝေါစဟောတော်မမူတတမထို့ကြောင့်အခရေတုအခရာပုတ်ပြီးတို့၌ရတ္တိမွေးလျော်ခြင်းကိုအကတဝမပြုမူ၍မတိမာပညာရှိသည်အတ္တိအနန္တိဘယ်၌မတ္တိမိမိပညာကိုနိဝေတေယသွင်းထားရ၏အနန္တိဘယ်ဟုသာကိုးကွယ်ရလို့ဖျားဟောတော်မူတယ်ဒီအခရာတပ်ပုတ်တထုံးကိုကိုးကွယ်ရလို့မဟုတ်ဘူးတဲ့ဒါကြောင့်ဘုရားပင်ဖြစ်စေဘူးရားပင်ဖြစ်စေဖျားပင်ဖြစ်စေတပ်ပုံကိုအလေးမထားပဲဒီပုတ်ကတပိညုတဉာဏ်တော်ရှင်ကိုဟောတာပဲလို့သိခဲ့ရင်ပြီးရပါပဲလောကမှာလည်းအများကြီးလည်းရင်ဤကိုကျွဲဖက်ဆိုတဲ့စကားရှိရင်မဟုတ်လားအများကဤအခရာကိုကျွဲလို့သဘောတူခဲ့ရင်ဤဟာကျွဲဖြစ်တာပါပဲဒါကြောင့်တပ်ပုံဆိုတာနေလားငါလားညင်းခုန်နေဖို့မဟုတ်ပါဘူးကွဟုတ်တော့ဟုတ်ပါတယ်ဖေ။ဒါပေမဲ့တချို့ကကိုယ့်ယူကိုလက်မလွတ်ချင်ကြအောင်လက်မလွတ်ယုံဆိုအရေးမဟုတ်သေးဘူးသူတို့ရေးတယ်လို့လိုက်မရေးခဲ့ရင်အဲ့ဒီမရေးသူကဘာမှအသုံးမကျတယ်လို့စောင်းပြောင်းပြောဆိုနေတတ်ကြသေးရဲ့ဒါကြောင့်တပ်ပုတ်အရေးသားကိုအလေးမပြုထိုက်တော့လဲအမိုက်ကအစပြတ်သက်မီးလောင်ဆိုတာလို့ဒီငင်းခုန်မှုလေးကကူးဆက်ပြီးငင်းခုန်မှုကြီးဖြစ်ပွားလာနိုင်တဲ့အတွက်ယခုတပ်ပုတ်အရေးသားကိုလည်းဆရာတော်လက်နမ်းမိသလောက်ဖော်ပြပေးစီခြင်းပါတယ်ဖေ။တပ်ပုတ်ရေးစည်းကြောင်းဆိုတာကြားဘူးသလားကွမကြားဘူးပါဖေ။မြစ်တစ်ခုရဲ့ရေးစည်းကြောင်းဟာမမြဲဘူး။တခါတရံအနောက်ဘက်ကိုစီးသွားတော့လေတခါတရံလှည့်ပတ်ပြီးတောင်ဘက်မြောက်ဘက်စီးသွားတတ်တယ်လို့တပ်ပုတ်ဟာလည်းမြေရဲ့ရေးစည်းကြောင်းလိုပဲဟိုတခေတ်မှာပင်ရပ်ပင့်ဆုံးဖြတ်ထားတော့လေဤခေတ်ကျတော့ရဲရဲဖြစ်ခြင်းဖြစ်နေတတ်တယ်။ထို့အတူတခေတ်မှာပသက်အရေးသားများဟာလည်းတခေတ်ကျတော့တသက်ဖြစ်ခြင်းဖြစ်နေတတ်တယ်။မြန်မာဘာသာမှာတည်းမဟုတ်ဘူး။ပါဠိစတဲ့တခြားဘာသာတွေမှာလည်းအတူတူပဲကွ။ဥပမာတာဓုဆိုတဲ့ပုဂ္ဂိုလ်ကြည်စမ်းပါအောင်တာဓုတာဒဓာတ်ဥပစ္စည်းနှစ်ပြီးရဲ့တာဓု
တာဓာတံဥပစ္စည်းနဲ့ပြီးရဲ့တာဓုဓာကိုဟာပြုပြီးရုပ်ပြီးရဲ့တာဟုရဲ့လို့အမျိုးမျိုးရှိနေတယ်ပြီးတော့တာဓုမှန်တယ်ဓာတွေးနဲ့ဒုနဲ့ဒုတာဓုမှန်တယ်ဓာဟုချိုက်နဲ့ဒုတဲ့ဒုတာဟုမှန်တယ်ရဲ့လို့တစ်ဖက်သက်ညင်းလို့မဖြစ်ဘူးပေါ့ကွမြန်မာတက်ထုံးမှာလဲထို့ဝတ္တူတပ်ပုံဟာသူဖြစ်ချင်တယ်လို့ဖြစ်နေမှာပါပဲအတိတ်ပဲအယူဆမှန်ကန်ရင်ပြီးစတဲ့မို့သို့တော်လဲဖျားတက်ထုံသိကျင်နေဆိုရင်တော့ညံမီတလောက်တော့ဖော်ပြရသေးတာပေါ့ရှေးဟောက်ဖျားတက်ပုံရှေးဦးစွာဖျားတက်ပုံကိုဘယ်မှာရှာရမလဲဆိုတော့ရှေးဟောက်ကျောက်စာတွေမှာရှာရလိမ့်မယ်ကောစာတက္ကရာ484ခုနှစ်မှာရေးထိုးတဲ့ပကံများစီရီကျောက်စာကြောင်းရည်1နှစ်တို့မှာဂီနမောဗုဒ္ဓယာပုရှာသခင်သာသနာတော်အနှစ်1006နှစ်စာဟေနှစ်လောအဲ့ဒီလိုရေးထိုးထားတယ်ဒီကျောင်းစာမှာဖျားကိုပုရှာလို့ရေးထိုးထားတယ်တက္ကရာ484ခုနှစ်ထို့နဘဲဖျားကျောက်စာပကံပြတိုင်းကျောက်တိုင်အမှတ်116မှာတော့ဂီပုဒ္ဒရာတိခင်သာသနာရဲ့လို့ဖျားကိုပုဟရာလို့ရေးထိုးထားတယ်ပုရှာနဲ့ပုဟရာတို့ကအတန်ထွက်တဲ့အခါမှာတော့ပုရဟာလို့ကြီးပဲအတန်ထွက်ကြတယ်ရာကောင်းလဲဟာရှေ့နောက်ဖြစ်ပြီးအခရာပုံစံသားရှာဟရာလို့ဖြစ်နေတယ်ဒါကိုထောက်စားလို့ဖျားရဲ့မူလရေထုံးကပုရဟာဖြစ်တယ်လို့မှတ်တင်တာပေါ့ကွဒီရေထုံးကတက္ကရာ990ခုနှစ်လောက်ထိပုရှာအဖြစ်နဲ့တည်နေသေးတယ်990ပြည့်နှစ်လွန်လာတော့ပါဟာဖဖြစ်လာတဲ့ကွမန္တလေးနန်းတွင်းရုံကျောက်တိုင်အမှတ်28စာကြောင်းရည်3မှာမဟာဓမ္မရာဇာစေညူအမည်တော်ဟိတော်ဖုရာစုတောင်းတော်လို့ရေးထိုးထားတယ်ဒီကျောင်းစာမှာပါဆောင်မှဖောက်ထုတ်ဖြစ်လာရုံများမကဟတ်ထိုးလဲပြောက်ွယ်သွားတယ်လို့မြင်တွေ့ရတယ်အဲဒီနောက်တော့ဖောက်ထုတ်ကဘာအဖြစ်ကိုပြောင်းလဲလာပြီးတော့ဖျားလို့ပင်အများအပြားရေးသားလာကြတယ်အများရေးရနောက်ကိုလိုက်ပြီးကြပြကျန်တပ်ပုတ်ကျန်များကလည်းဖျားလို့တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြတယ်ကင်းဝမင်းကြီးရဲ့ခွဲထားကြော်မှာအကယ်၍ညာဘဝလျာလဲဖျားဆက်ခွင်ခြေတော်ရင်းဝဲနတ်လူအများနောက်ဖျား၌တရားမှတ်ဖို့တန်လွေရိုက်တီမြောက်ချီဖျားမိုးလွန်ကြမှဖျားကျိန်တန်ငယ်လင်သက်ထဒုဖျားတိလျင်လျားမငတ်လိုက်ကြအံ့ဟုကဝီမျက်မှန်တပ်ပုံကျန်249မှာလဲတောက်ကပ်ဖာယာရန်တရာဖျားရည်ကြီးမှန်လို့ရေးဆက်ထားတယ်ခေပေါ်မြမစာရေးထုတ်ကျန်244တန်တူကြောင်းကွယ်တပ်ပုံကျန်184မြမစာလုံးပေါင်းတပ်ပုံကျန်251တို့မှာလဲအားလုံးတညီတညွတ်တဲ့ဘာကုန်းနဲ့ဖျားလို့ရေးထုတ်အတီးပြုထားကြတယ်ဒါကြောင့်ဖျားရဲ့မူလဆက်ထုံးကပုရှာဖြစ်ပြီးပုရှာကနေဖူယာကဖျားဖြစ်လာတယ်ကွဒီနေရာမှာအထူးမှတ်စရာကတပိညုတညံတော်ရှင်ကိုဖျားလို့ရေးတော်လေမိဖုရားကြတော့ဖာအုပ်ထုံးနဲ့ပင်ယနေ့တိုင်ရေးနေကြဆဲဖြစ်ပါတယ်မိဖုရားဟုလျှောက်လျားထိုက်တန်ထို့သောစစ်ဆွေမေးလက်ရကမိဖုရားလဲကြောင်းလျားချင်းရဒါရီယာမိဖုရားကိုဖာအုပ်ထုံးနဲ့ရေးပုံတာရကတွေပေါ့ကွယခုတင်ပြခဲ့တာတွေကိုထောက်ချင်းကြည့်မယ်ဆိုရင်ဖျားရဲ့မူလခြေကံတပ်ပုံကပုရှာဖြစ်ကြောင်းပုရှာကဖာအုပ်ထုံးနဲ့ဖျားပြောင်းလဲလာတဲ့တပ်ပုတ်ရေးစည်းကြောင်းမြင်နိုင်တာပေါ့ကွဒီလောက်ဆိုရင်တပ်ပုတ်အခြေခံတော့ရလောက်ပါပြီဖေ။ဒါပေသည့်ရုပ်ပတ်ကြံနေသေးတယ်။ဘာကြောင့်ဖေကိုပုရှာရေးတယ်လဲဆိုတဲ့အကြောင်းမော်ဖေ။ဒါလည်းအများသိအောင်လို့မိတ်တော်မူပါအောင်။အေးရုပ်ပတ်ကိုပြောဖို့ကြတော့တဦးနဲ့တဦးအယူဆချင်းမတူညီကြလို့ခက်နေတဲ့ကွ။ကဝီမျက်မှန်တပ်ပုံကျန်249မှာဖက်ရလို့ဘာကုန်းနဲ့မြမလို့ရေးသားခေါ်ဝေါ်ခြင်းကဘူရီဆိုတဲ့မကတာပုတ်ပြက်စကားဖြစ်ပါတယ်။ဘူရီမှာအိတ်တရအောင်အာပြု၍ဖျားလို့ခေါ်ဝေါ်ရေးသားအပ်တယ်လို့ပြဆိုထားတယ်။သို့တော်လည်းအဘိဓမ္တက္ကကဏ္ဍဖျားပရိရဲ့32ပုတ်ပြရမှာဘူရီရဲ့လို့ဖျားဟောပုတ်မပါဘူး။ဘူရီပညောမြေကြီးအတူနဲ့တူသောပညာရှင်ဖျားလို့သာပါတယ်။ဒါကြောင့်ဘူရီကဖျားဖြစ်တယ်ဆိုတဲ့တတ်ထုံးကအင်မတန်အားနည်းတဲ့တတ်ထုံးဖြစ်နေတယ်။ပြီးတော့မိဖုရားကိုဘာကြောင့်ဖားအုပ်ထုံးနဲ့ရေးရလဲဆိုတော့မိဖုရားဆိုတာအတွေ့အထိကောင်းတဲ့အတွက်ဖူသနာအနက်ကိုရည်ရွယ်ပြီးတော့ဖားအုပ်ထုံးနဲ့ရေးရလို့ဆိုကြတယ်။အမှန်ကတော့
ကျောက်စာရွေလာတဲ့တက်ထုံးဖြစ်ကြောင်းသိတာပါတယ်။ဒါကြောင့်ရုပ်ဘက်ကိုရှာရင်ကျောက်စာလာတက်ထုံးရဲ့ရုပ်ဘက်ကိုရှာတဲ့နဲ့ရှေးဟောင်းကျောက်စာမှာရှိနေတာကဘူးရဟာပုတရာပုရှာဖြစ်နေတော့ဒီပုတ်ကဧကဝင်နာအခရာတလုံးများသာရှိရဲ့မြန်မာစကားဟုတ်ဟန်မတူဘူး။ရှေးဟောင်းမွန်စကားတော်၎င်းတိဘက်စကားတော်၎င်းချစ်ချင်းဖြစ်နိုင်တယ်။ဆရာတော်ကြီးများကတော့ပုရဟာဆိုတာပူဇာရဟပုတ်ရင်ကပြက်လာတာဖြစ်တဲ့ပူဇာရဟပုတ်ကစင်စစ်တပေညုတဖျားကိုကြီးမဟုတ်ဘူးပူဇော်ထိုက်သူအားလုံးကိုဟောတယ်။တခင်ဖျားခမညာအရှင်ဖျားဆိုတာတွေကလူရဟန်းအားလုံးသုံးဆွဲနေကြတဲ့စကားဖြစ်တယ်။ဟီတောပတိတာကျန်တန်တိကန္နာမှာဇေညောတစ်တော်ဒရီဇောပုတ်ဇောခတ္တိယောဗလာဝေနဝါဒနာတညာတိကဝေတောတတ္တေတုဒွိဇတေဝယဒရီဇောယဟန်ပုဂ္ဂိုလ်ကိုဇေညောတစ်တော်အတတ်ပညာဖြင့်မြင့်မြတ်ခြင်းကြောင့်ပုတ်ဇောပူဇော်ထိုင်၏ခတ္တိယောမင်းမျိုးကိုဗလာဝေနဝါဘိုးဘာခွန်အားကြီးမားခြင်းကြောင့်လည်းပုတ်ဇောပူဇော်ထိုင်၏ဝိသောကုံတဲ့မျိုးကိုဒနာတညာတိကဥစ္စာစပပေါ်များခြင်းကြောင့်ပုတ်ဇောပူဇော်ထိုင်၏တုတ်တော်တုသူစင်ရဲ့မျိုးကိုကဒွိဇတေဝယယဟန်ပုံနာမင်းအများဤတီမာတိုးပွားမြတ်အကျိုးကိုတဲဘိုးစည်းကပ်တက်ခြင်းကြောင့်ပုတ်ဇောပူဇော်ထိုင်၏လို့ပြထားတယ်။လောကမှာမင်းမျိုးယဟန်မျိုးကုံတဲ့မျိုးစင်ရဲသားမျိုးရဲ့လို့အမျိုးလေးပါရှိရမှာအလူခံစားတတ်တဲ့ယဟန်မျိုးပုံနာမျိုးဟာတာမန်လူတို့ထက်ပိုမိုပြီးအတတ်ပညာတက်မြောက်တတ်ကြတယ်။အတတ်ပညာပိုမိုတက်မြောက်တဲ့အတွက်တဆင်ပို့ချပေးခြင်းဟောပြောပေးခြင်းဖြင့်အသိဉာဏ်တိုးပွားအောင်အားထုတ်ပေးကြတဲ့အတွက်ယဟန်ဗျမနာတို့ဟာပူဇော်ခြင်းကိုခံထိုက်တဲ့တိုင်းပြည်ကိုအုပ်ချုပ်ကြတဲ့မင်းအစိုးရတို့လည်းစစ်တီအင်အားဖြင့်တိုင်းပြည်ကိုဘေးမသိရန်မတမ်းရအောင်စောင့်ရှောက်ကာကွယ်ပေးရတဲ့အတွက်ပူဇော်ခြင်းကိုခံယူထိုက်တဲ့ကုံသည်များလည်းဥစ္စာပစ္စည်းပေါ်များတဲ့အတွက်တနယ်ကကုန်ပစ္စည်းများကိုတနယ်သို့ပို့ပေးခြင်းဖြင့်တိုင်းသူပြည်သားများအလွယ်တကူဝယ်ယူစားသုံးနိုင်ကြတဲ့အတွက်ပူဇော်ခြင်းကိုခံယူထိုက်ကြပါတဲ့အလုသမားလယ်သမားစင်ရဲသားများလည်းယဟန်ပုံနာမင်းအမတ်များကိုစီကတ်တက်ကြတဲ့အတွက်ပူဇော်ခြင်းကိုခံထိုက်တဲ့ဒါကြောင့်ပူဇော်ခြင်းခံယူထိုက်တဲ့အနက်ပူဇာရဟပုတ်ဟာတပိညုတဖျားရှင်ကိုကြီးဟောတဲ့ပုတ်မဟုတ်ဘူးအမျိုးလေးပါးကိုဟောတဲ့ပုတ်ဖြစ်တယ်ဒါကြောင့်မှန်ပါဖျားအရှင်ဖျားသခင်ဖျားခမညာမိဖျားဖျားရှင်စားတဲ့ဖျားမှန်သမျှကပူဇာရဟပုတ်ပြန်ပုရဟပုရဟပုရှာပုရဟဖုရှာဖုရာဖျားရဲ့လို့အစင်းစင်းပြောင်းလဲလာတဲ့တက်ထုံးလို့ယူဆကြရမယ်မှန်မှဘာကုတ်တစ်ချောင်းငင်ဖျားနဲ့ပတ်သက်လို့ကတော့အတော်ကလေးသဘောပေါက်သွားပါပြီ။ဘာလဲချိုက်ဖျားရဲ့ရုပ်ဘက်ကိုလည်းဟောတော်မူပါအောင်။ဖျားဆိုတာကတော့ဝရပုတ်ကပြက်လာတယ်လို့ယူဆကြတယ်။စရမှာဝါကိုဘာပြူရာအခရာကရာဖြစ်ပြီးဖျားဖြစ်လာတာပေါ့ကွ။ဒါနဲ့အဲ့ဒီဝရပုတ်ကဖျားဟောပရိရဲ့32ပုတ်တွင်ပါဝင်နေပါသလားဖျား။ဝရပုတ်တက်တက်ရလို့ဖျားဟောပရိရဲ့မှာမလာဘူး။အနာတိဝရဝရပညာရဲ့လို့အခြားပုတ်များနဲ့တွဲပြီးတော့ပြင်လာပါရဲ့ဒါလို့ဆိုဘူရိပုတ်ကဖျားဖြစ်တာမခိုင်ပါသလိုဝရပုတ်ကဘျားဖြစ်တယ်ဆိုတာနဲ့မခိုင်မာလာဘူးပေါ့ဖျားဘာလဲချိုက်တချောင်းငင်နဲ့ဖျားဖြစ်ပုံကိုလည်းနာကျင်ပါသေးတယ်ဖျားဘာလဲချိုက်တချောင်းငင်နဲ့ဖျားအရေးသားကတော့တိတ်မကြလှသေးပါဘူးဒီတပ်ပုတ်ကိုစတင်ရေးသားခဲ့တဲ့သူကတော့သခင်ကိုတော်မိုင်းဖြစ်တယ်ကွသခင်ကိုတော်မိုင်းကသခင်ဘွဲကိုမခံယူမီမစ္စတာမောင်မိုင်းဘဝကသူရိယသတင်းစာဆောင်းပါပေါင်းချုပ်အခန်းနိုင်ငံခြားဗုဒ္ဓဘာသာအသင်းကိုကောင်းကြည့်ပြီးတဲ့တေးထက်တပုတ်ကိုဒီလိုရေးသားခဲ့တယ်။ဗုဒ္ဓပနာမတီထံဘိုးဝေနေဦးခိုင်ဖူးထိုက်ဖို့ခွင့်သာကျူးရိုက်လို့စင့်ညာတယ်။ပွင့်လာသည့်ထင်ရှားဥရောပအတွင်းမောင်ကိုအလင်းရောက်ပြမဲ့ဘူရတာဖျားရှင်ပြာနှုတ်တန်ငယ်တာရုပ်ပံထပ်ပွားတာမုတ်ကန်အမှတ်ထားပါလို့မြတ်တရားဆယ်ပြမလေးတန်ဖိုစတုငယ်နဲ့ထိုတမှုပေါင်းတဲ့သင်္ကာမြတ်သုံးပါးယတနာကိုကေဝိညာထုံးတာဖြတ်မှလို့သုံးဖြာကန်ဖူးလက်တင်ကြီးဥရွက်စင်မီ
ရွှေပါရသင်္ခတီကိုအစ္စလီညွတ်တွားငယ်လေဒီတေးထက်မှာဘူရတာဆိုတဲ့တပ်ပုံထူတစ်ခုပါတယ်ဗုဒ္ဓတရားမှာတက္ကတဘာသာရေဖရောက်လာခြင်းပဲဖြစ်တဲ့ကွရေဖဆိုတာဘာလဲဖေရရေဖဆိုတာရာကောက်အခက်ရာကိုဆိုတာပါပဲကွဒါနဲ့အခုဓာအုပ်ချိုက်ထက်မှာတော့ရာကောက်မဟုတ်ပဲ6ကနန်းဖြစ်နေပါတယ်ဖေရအေးဒီနေရာမှာတတိထားစရာပြောရအောင်မှာပေါ့ရှေ့ရရေးထိုးထားခဲ့ကြတဲ့ကျောင်းစာတွေမှာကြည့်ရင်ရာကောက်အရေးသားဟာခုခေတ်အရေးသားပုံနဲ့ပြောင်းပြန်ဖြစ်နေတယ်ရာကောက်ပြောင်းပြန်ကိုအမီးရှိရှိဝှိုက်ဆွဲလိုက်တော့6ကနန်းနဲ့တူသွားတဲ့ကွဒါကြောင့်ရေဖားဆိုတာရာကောက်လို့ပဲမှတ်ရမယ်ရေဖားဆိုတဲ့ရာကောက်အခက်ရာတစ်လုံးလုံးအပေါ်စီးနေရင်ရာကောက်ကသူစီးတဲ့အခက်ရာရဲ့ဥစွာအတန်းထွက်တယ်ဥပမာကမဆိုရင်ကရမနီမနမ်ဆိုရင်နီရမနမ်လို့အတန်းထွက်တယ်ခုတေးထက်မှာကဓာအုပ်ချိုက်အထက်ရေဖားရောက်တော့ဘူရဓာလို့အတန်းထွက်တယ်သခင်ကိုတော်မရဒီသက်ထုံးကဖျားဖြစ်လာတယ်လို့ယူဆပြီးရေးခဲ့တာမဟုတ်ပါဘူးအလင်္ကာရတ္တဝဆနာလင်္ကာရဖြစ်အောင်သာတေးထက်ကိုဒဇာဆင်ငယ်ချင်းဖြစ်တဲ့ကွသို့တော်လည်းနောက်လူတွေကဒီသက်ထုံးကိုအမိပြုပြီးဘူတာတက်ကဘူရာဖြစ်လာတယ်လို့ကြံကြံပန်ပန်ညံစူးရောက်ကြတာပဲကွဒါကြောင့်တပ်ပုံရေးစည်းကြောင်းရပြောရရင်ယနေ့ဖျားတပ်ပုံကဘာကုံရေးတစ်ချောင်းငင်ပြီးရာကောက်ရေးချဝစ်ဆက်နှလုံးပေါက်တဲ့ဖျားသာအများအတီးပြုကြောင်းမှတ်သားသိကြပြီးတဲ့ကွမှန်ပါအခုလိုရှင်းရှင်းလင်းလင်းသိရတဲ့အတွက်အလွန်ဝမ်းသာပါတယ်တာဓုပါဖေရတာဓုပရိသတ်များရှင်အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာလေးကတော့တေတော်ဆရာတော်ဘုရားကြီးရဲ့ယနေ့ဗုဒ္ဓဝါဒဆိုင်ရာအမေးဖြေများအတွဲတစ်ထဲမှာခန္ဓာဖျားနှင့်ဉာဏ်ဖျားဆိုတဲ့အကြောင်းနဲ့ဖျားရေးထုံးဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းဒီစာအုပ်လေးတွေကကြန့်ရှိနေသေးတဲ့တခြားအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဗဟုသုတများတိုးပွားကြပြီးတော့တရားတူတရားမြတ်တွေကိုကျင့်ကြံအားထုတ်နိုင်တဲ့သူတွေဖြစ်ကြပါစေရှင်